89နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုးဆိုဂုဏ်ပြုသောအဖြစ်ရေကြီးမြို့နယ်တင်ငန်းတောင်ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲခမ်းနားကိုဒီကနေ့မွန်းလွဲပိုင်းကအဆိုပါလမ်းသစ်မှာကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဟာတာဝန်ရှိသူများနဲ့အတူကျေးရွာကွန်ကရစ်လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးစုပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ကူးကလမ်းသစ်ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါတယ်အိမ်နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီးရဲ့ဒေသဖွံ့ဖြိုးရေးအတွက်ပြည်ထောင်စုဘဏ္ဍာရမုံငွေတိုင်းဒေသကြီးရဲ့ဘဏ္ဍာရမုံငွေများဖြင့်နေရအကြားလက်မရှိလန်ဒရာများကိုဆောင်ရွက်ပေးလျက်ရှိတဲ့ပြင်အလှူရှင်တည်တည်ရဲ့လူဒန်းမှုများနဲ့လည်းဆောင်ရွက်လျက်ရှိပါကြောင်းတိုင်းဒေသကြီးဆိုရအဖွဲ့အနေနဲ့တိစောက်ရေးလုပ်ငန်းများကိုဘဏ္ဍာနှစ်အလိုက်ယာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်းလန်ဒရာများရေရှည်တည်တံ့စေအတွက်လည်းပြည်သူလူထုကပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်းပြောကြားပါတယ်အိမ်နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီးတို့ဟာဂျေဂျီမြို့ဒီပါယုံစိတ်တော်မြတ်ကြီးမှာပရဝုံအတွင်းတီထားကိုးကွယ်တော်မူတဲ့ဒီပါမုနိဘုရားရှန်အောင်ရုပ်ပွားတော်မြတ်ကြီးကန္နာကိုရီကျောင်းဆောင်တော်တိဆောက်နိုင်အတွက်အလူငွေများပေးအပ်လှူဒါန်းပွဲသို့တက်ရောက်ပြီးဂျေဂျီမြို့ဒီပါယုံပရိယတ်တိစတင်တိုင်းဦးစီးပရဏနိုင်ကဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီးအလူငွေများပေးအပ်လှူဒါန်းရာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီးမိသားစုကလှူဒါန်းတဲ့အလူငွေများကိုအကျိုးတော်ဆောင်ဥက္ကဋ္ဌက၎င်းအလှူရှင်များလှူဒါန်းတဲ့အလှူငွေများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများက၎င်းလက်ခံခဲ့ကြပြီးဂုဏ်ပြုမှတ်တမ်းလာများပြန်လည်ပေးအပ်ပါတယ်။အိမ်နောက်ဆရာတော်ကြီးများအားလူဝဲပစ္စည်းများဆက်ကပ်လှူဒါန်းပါတယ်။ဆက်လက်ပြီးရေကြီးမြို့မင်္ဂလာရာမကျောင်းတိုက်ဆရာတော်ထံမှလှူဒါန်းမှုစုစုအတွက်ရေဆက်သွန်းချအမျှပေးဝေကြပါတယ်။ဆက်လက်ပြီးကျောင်းဆောင်တော်တိဆောက်ထားရှိမှုအခြေအနေများကိုလဲလှယ်ကြည့်ရှုစစ်ဆေးခဲ့ပြီးတိဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးရနဲ့ရေသွေးပြည့်မီစေရေးအလေးထားဆောင်ရွက်ရန်မှာကြားပါတယ်အိမ်နောက်89နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုးဆိုဂုဏ်ပြုသောအဖြစ်ရေကြီးမြို့နယ်ငပြောတော်ကွင်းကျေးရွာကျေးလက်ကျမ်းမာရေးဌာနခွဲအစာဦးတည်ဖွင့်ပွဲခမ်းနားသို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာတာဝန်ရှိသူများနဲ့ဖဲကျူးဖြတ်ဖွင့်လှစ်ပေးပါတယ်။ဆက်လက်ပြီးကျေးလက်ကျမ်းမာရေးဌာနခွဲအစာဦးအတွက်မြေနေရာလှူဒါန်းခဲ့တဲ့အလှူရှင်အားတိုင်းဒေသကြီးဝန်ကြီးချုပ်ကဂုဏ်ပြုမှတ်တမ်းလာပေးရခါကပီးမော်ကွန်ကိုအမွှေးနှစ်တိုင်းများပတ်ဖြန့်ပြီးကျေးလက်ကျမ်းမာရေးဌာနခွဲအစာအုပ်တစ်ကိုလှည့်လည်ကြည့်ရှုစစ်ဆေးကဈေးကန်းသုံးပစ္စည်းများစနစ်တကျထားရှိစေနဲ့ရေရှည်တည်တံ့မှုရှိစေရေးထိမ့်သိမ်းဆောင်ရွက်သွားရန်မှာကြားပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။